မိတ်ဆွေတူညီတဲ့ product တစ်ခုကိုရောင်းနေတာတောင်တချို့က9သိန်းပဲရတယ်ဒါပေမဲ့တချို့က350ရတယ်ဘာကွာသွားတာလဲ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကျော်စတုံးဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာ Brian Tracy ရေးသားထားတဲ့ The Psychology of Selling စာအုပ်ကိုဖတ်ပြီးတော့ရလာတဲ့အသည့်တစ်ခုကိုကျွန်တော်ပြန်လည်မျှဝေမှာဖြစ်ပါတယ်ကျွန်တော်လည်းအရင်တုန်းကအထက်ကမေးခွန်းတွေရဲ့အဖြေကိုဒီလိုပဲထင်ခဲ့တာပါစီးပွားရေးတစ်ခုစလုပ်မယ်ဆိုရင် product ကိုအရင်စဉ်းစားတယ်ပတ်စံကိုအရင်စဉ်းစားတယ်ဘာ product ကိုရောင်းရမလဲဆိုတာကိုကျွန်တော်အရင်စဉ်းစားပါတယ်ဒါပေမဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ရဲ့အတွေ့တစ်ခုကပြောင်းလဲသွားပါတယ်တကယ်တမ်းစီးပွားရေးမှာကျွန်တော်တို့စဉ်းစားရမှာက product မဟုတ်ပါဘူး customer ကိုနားလည်ဖို့အရင်စဉ်းစားရမှာပါ customer ကိုကျွန်တော်တို့နားလည်တဲ့လူနဲ့ customer ကိုနားမလည်တဲ့လူရဲ့ကွာခြားချက်ကကြောင်းရဖြစ်ပါတယ်ဒီနှုန်းကကျွန်တော်လဲ product တစ်ခုကောင်းရင်ကျွန်တော်တို့ရဲ့ထုတ်တဲ့ထုတ်ကုန်ကောင်းမယ်ဆိုရင်ရောင်းရမယ်လို့ထင်ခဲ့တာပါတကယ်တမ်းတော့ product ကောင်းရုံနဲ့လည်းမလုံလောက်ပါဘူးကျွန်တော်တို့နားလည်ရမှာကဘယ်သူကိုရောင်းမှာလဲသူဘာလိုချင်တာလဲဘာတွေကိုကြောက်နေတာလဲသူ့ဘဝမှာဘယ်လိုပြဿနာတွေရှိနေရလဲဒါတွေကိုသိမှကျွန်တော်တို့ရောင်းလို့ရမှာပါစီးပွားရေးမှာကျွန်တော်တို့ဟာ customer ကိုနားလည်လေအမှားနည်းလေဖြစ်ပါတယ် marketing ကထိရောက်လေဖြစ်ပါတယ်ဥပမာ Starbucks ဆိုတဲ့ coffee ဆိုင်ကိုကြည့်ပါ coffee ဆိုတာကဆိုင်တိုင်းမှာရပါတယ်ဘယ်ဆိုင်မှာမဆိုရပါတယ်ဒါပေမဲ့ဘာလို့ Starbucks coffee ဆိုင်ကိုပဲလူတွေကသွားကြတာလဲ coffee ကြောင့်လားမဟုတ်ပါဘူး Starbucks ရောင်းတာက coffee မဟုတ်ပါဘူးတကယ်ရောင်းတာက experience ကိုရောင်းတာပါဆိုင်ထဲမှာလက်တော့ဖွင့်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်လို့ရတယ်ငယ်ချင်းတွေနဲ့ AACC စကားပြောလို့ရတယ်စာအုပ်ကိုလည်း AACC ဖတ်လို့ရပါတယ် coffee ကအကြောင်းပြချက်ပါပဲလူတွေဝယ်တာကခံစားချက်ကိုဝယ်တာပါကျွန်တော်တို့ဖုံးမှဆိုရင်လည်းအပဲကိုကြည့်ပါအပဲဆိုတာလည်းကျွန်တော်တို့ဖုံးပါပဲတခြား brand တွေကလည်းဖုံးပါပဲဘာကြောင့်မလို့အပဲမှာလူတွေကပို့ပြီးတော့နှစ်သက်တာလဲအပဲဟာကျွန်တော်တို့ဖုံးတစ်လုံးဆိုတာထက်သူတို့ရောင်းတာကဒီဖုံးနဲ့မင်းရဲ့ဘဝကိုဖန်တီးနိုင်တယ်ဆိုတဲ့ယုံကြည်မှုကိုရောင်းတာပါသူတို့နားလဲတာက customer ဘာလို့ခြင်းလဲဆိုတဲ့အရာကိုနားလဲပါတယ်ဒီစာအုပ်ဖတ်ပြီးနောက်မှာကျွန်တော်လည်း content လုပ်ပုံကပြောင်းလဲသွားပါတယ်ဒူရဖို့အတွက်တခုပဲကျွန်တော်မလုပ်ပါဘူးအခုချိန်မှာကျွန်တော်ကူညီခြင်းနဲ့လူတစုအတွက်ကျွန်တော်ကြိုက်တဲ့အရာနဲ့ပေါင်းပြီးတော့ content တွေလုပ်ပါတယ်အခုတော့ကျွန်တော်ရဲ့ secret တွေက professional ဖြစ်လာမှာမဟုတ်သေးပါဘူးတင်ဆက်ပုံတွေကလည်းပြည့်ပြည့်စုံမှာမဟုတ်ပါဘူးကျွန်တော်လည်းလေးလာနေသေးပါကျွန်တော်ယုံကြည်တာတခုရှိပါတယ်လူတွေကိုတကယ်နားလည်လာတဲ့နေ့မှာပိုကောင်းတဲ့ content ကိုဖန်တီးနိုင်မယ်ပိုကောင်းတဲ့ business ကိုတည်ဆောက်နိုင်မှာပါအဲ့ဒါကြောင့်မိတ်ဆွေဟာစီးပွားရေးတစ်ခုစတင်နေဆိုရင် customer ကိုအရင်နားလည်အောင်လုပ်ပါဒါမှမဟုတ် content creator content creation ကိုစလုပ်မယ်ဆိုရင်လည်းဘယ်လိုလူတစုအတွက်လုပ်မှလဲဆိုတာကိုအရင်သိအောင်လုပ်ပါပြီးမှကိုယ်ဝါသနာပါတာနဲ့ပေါင်းဆက်ပြီးတော့ဖန်တီးပါကိုယ့်ရဲ့ product ဘယ်လောက်ကောင်းပါလဲဆိုတာထက်ကိုယ့်ရဲ့ product ကို customer အနေနဲ့မဝယ်လိုက်ကြဘူးဆိုရင်ဘာတွေဆုံးရှုံးသွားနိုင်မလဲဆိုတဲ့အရာကိုပြောပြတာကပို့ပြီးတော့ထိရောက်ပါတယ်ဘာလို့ဆိုရင်လူတွေက product ကိုမဝယ်ကြပါဘူး content creation မှာဆိုလဲဒီတိုင်းပါပဲလူတွေကသူတို့စိတ်ဝင်စားတဲ့အရာဆိုရင်မကြည့်ပါဘူးသူတို့ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မဲ့အဖြေကိုပဲသူတို့ဝယ်ကြတာပါဒီစီကအင်္ဂလိပ်စာသင်တန်း English class တစ်ခုကိုကြော်ညာတဲ့အခါမှာဒီအင်္ဂလိပ်စာသင်တန်းထဲမှာဗီဒီယိုအပုတ်100ပါတယ် lifetime ကြည့်လို့ရမယ်ဒီလို service တွေကတကယ်တော့ကောင်းပါတယ်ဒါပေမဲ့ customer တွေအတွက်ဒါက information သက်ပေးတာပါပဲအဲ့ဒီထက်ပိုတဲ့ကောင်းတဲ့ရောင်းနေရတော့ဒီနေ့ကစပြီးတော့ကျွန်တော်အင်္ဂလိပ်စာမလေ့လာဘူးဆိုရင်နောင်ကနှစ်မှာအလုပ်ကိုင်းအခွင့်အလမ်းတွေရောသွားနိုင်တယ်ဒါပေမဲ့အခုစလေ့လာရင်မိနိုင်သေးတယ်အင်္ဂလိပ်စာဆိုတာဒီဘက်ခေတ်မှာမဖြစ်မနေတက်ထားတဲ့အရာလို့ပြောပြသင့်ပါတယ်နိုင်ငံခြားအလုပ်တွေပိုကောင်းတဲ့လစာတွေပိုကောင်းတဲ့ယုံကြည်မှုရလာနိုင်တယ်လို့ပြောပြီးရောင်းတဲ့အခါမှာ customer အနေနဲ့ကမိတ်ဆွေရဲ့အင်္ဂလိပ်စာသင်တန်းကိုပဲတက်တာမဟုတ်ဘဲနဲ့သူလိုချင်တဲ့အနာဂတ်ကိုပါဝယ်လိုက်တဲ့သဘောမျိုးပါအဲကြောင့်မလို့ဒီနေ့ကစပြီးတော့ဘာကြောင့်ရမလဲလို့မစင်စားပါနဲ့ဘယ်သူဘဝကိုငါပိုကောင်းအောင်ကူညီပေးနိုင်မလဲဆိုတဲ့အရာကိုအရင်ဆုံးစဉ်းစားပါဒီမျိုးကမိတ်ဆွေရဲ့ business ကိုလည်းပြောင်းလဲပေးနိုင်ပါတယ်မိတ်ဆွေရဲ့ဘဝကိုလည်းပြောင်းလဲပေးနိုင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and subscribe လုပ်ခဲ့ပေးပါဦးနောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်